ဦးဇင်းတို့လောကကြီးမှာရှင်သန်နေထိုင်ကြတဲ့အခါအရာအလုံးကိုကိုယ်လက်ခုပ်ထဲမှာပဲထည့်ထားခြင်းရတယ်။စုပ်ကင်ထားခြင်းရတယ်။ဒါပေမဲ့သဘာဝတရားကိုခဏလောက်ငေးကြည့်ဘူးလား။သက်ပေတပင်ဟာသူပိုင်ဆိုင်တဲ့သက်ရွေးအိုတွေကိုစွန့်လွတ်ရတဲ့သတ္တိရှိမှနောက်ထပ်သက်လွင်တဲ့အညော့သက်တွေကိုပိုင်ဆိုင်ခွင့်ရတယ်လို့နော်လောကမှာပေးကမ်းနေဆိုတာပိုင်ဆိုင်မှုကိုစွန့်လွတ်နိုင်တဲ့တတ္တိရှိမှလုံနိုင်တဲ့အရာမျိုးဖြစ်ပါတယ်။ဦးဇင်းတို့တွေဘာကြောင့်ပူလောင်နေကြတာလဲလို့တွေးကြည့်ဘူးလား။တကယ်တော့ဦးဇင်းတို့စောက်ကင်ထားတဲ့တွေ့တာမှုတွေကပဲဦးဇင်းတို့ကိုပြန်ပြီးတော့ပူလောင်စေတာပါ။ပူနေတဲ့ခဲတလုံးကိုလက်ထဲမှာတင်းတင်းဆုပ်ထားရင်လက်ကပဲပူလောင်ပါပါ။အဲ့ဒီခဲကိုလောချလိုက်မှသာလောင်မြိုက်မှုနဲ့ကဲဝေးသွားပါလိမ့်မယ်။အတွေ့အတာကိုရှော့ချလိုက်ရင်အပူတွေလည်းလိုက်ပါပြီးတော့ရှော့နေသွားပါလိမ့်မယ်။ပေးကမ်းခြင်းဟာမိမိမှာရှိတာကိုတပါးသူစီကူးပြောင်းပေးလိုက်တာထက်မိမိရဲ့စိတ်ထဲမှာတွေ့တာမှုဆိုတဲ့ကြိုးကိုဖြတ်တော့လိုက်တာပါ။ပေးကမ်းတတ်တဲ့လက်တစ်စုံဟာလောကရဲ့အလားပါဆုံးသောပကြီးကားတစ်ချက်နဲ့တူပါတယ်။နောက်တစ်ခုမျက်ရည်ဆိုတာစီးနေမှသာကြည်လင်တာပါအိုင်ထောနေတဲ့ရေဟာကြာရင်နောက်ကျသွားတတ်ပါတယ်အဲ့ဒီလိုပဲဦးဇင်းတို့ရဲ့မေတ္တာတွေပိုင်ဆိုင်မှုတွေကရုဏာတွေကိုလိုအပ်နေတဲ့သူတွေစီဆင်းပေးလိုက်တဲ့အခါနော်ဦးဇင်းတို့ရဲ့ဘဝပို့ပြီးတော့ကြည်လင်တန်ရှင်းလာပါလိမ့်မယ်ဆွတ်လွတ်တယ်ဆိုတာဆုံးရှုံးသွားတာမဟုတ်ပါဘူးခရီးသွားတယောက်ဟာအထုပ်ဘိုးတွေရှော့ချလိုက်မှခရီးလမ်းမှာပို့ပြီးတော့ပေါ့ပါရှောင်းလန်းနိုင်တယ်လို့မျိုးပေါ့ဦးဇင်းတို့ရင်ထဲမှာအတွေ့အတာအထုပ်ဘိုးတွေနဲလေလေဘဝရဲ့ခရီးလမ်းကပို့ပြီးတော့အေဂျင့်လေးလေးပဲဒါကြောင့်နော်ဦးဇင်းတို့ကပစ္စည်းဥစ္စာတွေဖြစ်ဖို့မလိုဘူးကျင်နာတဲ့စကားတစ်ခေါ်နှွေးထွေးတဲ့အပြုံးတစ်ခုဒါမှမဟုတ်တစုံတယောက်အတွက်ရဲ့စာနာပေးတဲ့စိတ်ထားလေးတခုခုကိုပေးလိုက်တဲ့ဆိုရင်အဲ့ဒါကအင်မတန်မှကိုကောင်းမွန်တဲ့ပေးကမ်းခြင်းတစ်မျိုးလို့ခေါ်ပါတယ်ပေးကမ်းခြင်းရဲ့နောက်ွယ်မှာရရှိလာမဲ့ပေါ်ပေါက်မှုနဲ့ကျေနပ်မှုကိုခံစားကြည့်လိုက်ကြအောင်ပိုင်ဆိုင်မှုတွေတဲ့ပေးကမ်းနိုင်တဲ့စိတ်ထားကတင့်ကိုပို့ပြီးတော့စိတ်ချမ်းသာစေပါလိမ့်မယ်ဒါအားလုံးပဲအတွေ့အတာတွေကင်းပြီးတော့အပူတွေငြိမ်းအေးနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်